တကယ်ကောင်းလို့ပြောတာနော်အတိနောက်ကျနေမှာစိုးလို့နော်လုံးဝခြိသားပေါင်းမီလေးအရန်ဝတ်လို့ကောင်းတဲ့ခြိသားပေါင်းမီလေးနဲ့ဒီမှာတကယ်ကောကွာကြီးဆိုလို့ရှိရင်လေမှာအရှည်ကြီးပဲကွာလေအရန်ချောင်ချောင်ပြီးတော့လေဝတ်လို့အရန်ကောင်းတဲ့ခြိသားပေါင်းမီလေးမှာအခုညီတီရှက်နဲ့လည်းဝတ်ပြဟာရဲ့ခြိသား blouse လေးနဲ့လည်းဝတ်ပြဟာရဲ့ကိုမကြီးကြိုက်ညက်တဲ့ရနဲ့တွဲဝတ်လို့ရရဲ့မှာဒီမှာခြိသားအပေါင်းမီလေးအရန်မှာပဲသူကလေညွတ်စီမှာနှစ်မျိုးထွက်တယ်အောက်ရှူးလည်းရှိမယ်အကားလည်းရှိမယ်အောက်ရှူးဆိုတာအရင်ညွတ်ရှူးရတာမဟုတ်ပါဘူးမှာအခုညွတ်ဝတ်ထားဆိုအကားပေါ့နော်ဒီမှာသူကဓာအကာဒီကောင်ကအရှူဆိုအရှူကမဟုတ်ဒဲပေါ့ဒဲသွားတာပေါ့အကားနဲ့ဒဲနဲ့ပေါ့သူကဘာကွာလဲဆိုတာစိုက်ကြည့်ပါအကုန်လုံးတူတူလေးကြည့်ပဲဒီဘောင်းမီနာလေးမှာပဲဒီလိုမျိုးလေးနည်းနည်းလေးမှာကြည့်ကြလားဒီအကားကြဒီလောက်လေးကောင်းရမယ်ဒါကြတော့ဒဲလေးဖြစ်သွားမယ်အဲ့လိုမျိုးလေးကိုကြိုက်တာကိုရေးဝတ်လို့ရတယ်တချို့ကြလည်းဒဲကြိုက်တယ်တချို့ကြလည်းအကားကြိုက်တယ်ဈေးကလည်းတူတူပဲစိုက်ကလည်းတူတူပဲကိုမိုင်မှာလို့ရှိရင်အကားလားဒဲလားအဲ့လိုမျိုးသာမှားလိုက်နော်ဈေးကလည်းတူတူပဲ14,500ပဲအယောင်မျိုးကြည့်လိုက်ရှယ်လာတော့နော်အယောင်လေးရှယ်လာဝတ်လို့ကလည်းတကယ်ကောင်းတာမဟုတ်ရဲ့အိတ်ကနှစ်ဖက်ပါရဲ့ခြိသားဟိုမှာတရေပြားကလည်းလေလုံးဝတစ်လက်မပြားအောင်မဟုတ်ဘဲနဲ့နှစ်လက်မပြားကိုထည့်ပေးထားမြင်ရလားမသိဘူးမကြီးညလိုဝါကြောက်တရားဝတ်လို့ရရဲ့ပေါင်140နဲ့sorry ရင်လေးတင်44ပေါင်ဆိုလို့ရှိရင်160 165လောက်တော့ခံမှန်းပေါ့နော်တချို့ကျပေါင်နဲ့တင်နေရမကြူတာမျိုးကြီးရှိရဲ့အဲ့အကြောင်းမလို့ပါရှင်တင်ဆိုင်လေးနဲ့ယူပေးရင်တော့ပို့အဆင်ပြေပါရဲ့ Viber 399655565362မှာဆက်သွယ်မှနေပါရှင်ကျေးဇူးတင်ပါတယ်